ဘလိုပဲတင်တင်ပေါက်နေတဲ့ ZD Film မြန်မာဘာသာပြန်တွေကို1 click နဲ့ထုတ်လို့ရနေတာကိုသင်တန်းထပ်ဖို့စဉ်းစားနေတော့လားဒီ channel ကိုကြည့်လိုက် follower က4သိန်းနီးပါးရှိနေပြီတင်လိုက်တဲ့ဗီဒီယိုတိုင်းကလည်း view သိန်းခန်းနေကြီးပဲဒီလို channel တစ်ခုရဲ့အင်ကန်ကဘယ်လောက်ရှိမလဲဆိုတာကျွန်တော်မပြောလဲသိမယ်လို့ထင်ပါတယ်အဲ့ဒီလိုဗီဒီယိုတွေ edit လုပ်ဖို့ဆိုတာနိုင်ပေါင်းများစွာအချိန်ကုန်သင်တန်းတွေတက်နေကြရမလို့ပါဘူးတင်း AI ရှိနေရုံနဲ့တင်အားလုံးကို auto လုပ်ပြီးသွားမှာပါဘယ်လိုလုပ်ရမလဲဆိုတော့ step 1အနေနဲ့ YouTube ကိုသွားပြီးတော့ ZD Film လို့ရိုက်ရှာလိုက်ပါပြီးရင်ကြားလာတဲ့ဗီဒီယိုတွေကမှကိုကြိုက်နေတဲ့ဗီဒီယိုတစ်ပုဒ်ကို copy ယူခဲ့လိုက်ပါမယ် step 2အနေနဲ့တင်း app ကို Chrome တစ်ခုခုမှာရိုက်ရှာလိုက်ပြီးတော့တင်း app ကိုသွားပါမယ်ပြီးရင်တင်း app အထဲကိုရောက်လာပြီဆိုတာနဲ့ link ကိုပတ်ချလိုက်ပါ step 3အနေနဲ့ကြိုက်နေတဲ့ AI voice ကိုရွေးချယ်လိုက်ပြီးတော့စာရန်တို့ logo အားလုံးကိုဒီတနေရာထဲမှာရွေးချယ်ပြီးတော့ generate လေးကိုနှိပ်လိုက်ရုံပါပဲဒီလိုဆိုရင်တော့ခဏလောက်စောင်းလိုက်တာနဲ့ဒီလိုမျိုး TikTok, Facebook, YouTube တို့မှာပြန်တင်နိုင်တဲ့ ready made ZD Film မြန်မာဘာသာပြန်ဗီဒီယိုတစ်ပုဒ်ကိုရလာမှာဖြစ်ပါတယ်အကယ်၍သင်တန်းမှာတက်ချင်နေတဲ့သူတွေအတွက်သင်တန်းမှာသင်ပေးမယ့် free ထုတ်နည်းတွေကိုသိကျင်နေဆိုရင် comment မှာ free လို့မှန်းငယ်ပေးပါကျွန်တော်နောက်ရက်ကျရင် free ဘယ်လိုထုတ်ရမလဲဆိုတာကိုတင်ပေးသွားပါမယ်